ဖြစ်တော့ဘူးလို့ကျွန်မဖြစ်တော့တယ်မှာကြီးမှာကျွန်မစီကံတွေ့မှာအဲ့ဒါကတော့ကိုအောင်မရမှာလို့ ဟိုပါလေ ဒါမှမဟုတ်အင်္ဂလိပ်စီကိုတက်ပြီးတော့ခွဲရင်တက်တာမလားစဉ်းစားနေ ကျမစီမှာအဲ့လိုမျိုးလေတစ်ချိန်ခွဲတယ်နှစ်ချိန်ခွဲတယ်သုံးချိန်ခွဲတယ်လေးချိန်တချို့ဆိုလို့ရှိရင်ရန်ကုန်တီလဝါစိတ်ကမ်းဘက်ကလာပြတဲ့အမျိုးသားလူလာဆိုလို့ရှစ်ချိန်တော့မှခွဲတာရှစ်ချိန်တော့မှခွဲတာ ထိုးကြတယ် ဒီမကြည့်ကျမပြောမယ်ဟိုလေသဘောတရားတစ်ခုကကျမတို့အာလူဟိဖေးချက်တဲ့အာလူကျမတို့စားတဲ့အာလူမှာအနာလေးကတော့ပါဘူးအာလူကအနာပါတယ်ရိနေတယ်အနာလေးဆိုရင်ကျမတို့ကဘာဖြစ်တော့ဒါလေးနဲ့လိထုတ်ပြီးချက်တယ်ဟုတ်အလားတူပဲကျမတို့ဒီတင်မားရဲ့စိုးဘေးနှခမ်းနားမှာတင်မားရဲ့နေရာမှာပေါက်တဲ့ဂရီဂျီနာအနာကိုကျမတို့ကဟိုပါအင်္ဂလိပ်စီအလိုရဆိုချစ်ထုတ်ပြလိုက်အသားကိုချစ်ထုတ်ပြလိုက်သူ့ရဲ့သဘောတရားဘာလဲဆိုတော့လမ်းကြောင်းလေးမဖောက်လိုက်နဲ့သူကအတွင်းညလည်းဖောက်တယ်အပြင်ဘက်ကလည်းဖောက်တယ်အပြင်ဘက်ကိုဟိုအပြင်ဘက်ကိုဟိုလေသူကဥပ္ပင်လိုက်ကောင်းဖောက်လို့ဝတ်တယ်ကြောက်စရာကောင်းတယ်တချို့လူတွေပေါ့တန်နေလို့တာနော်ကျမစီဗမောဘက်ကနေတက်လာတယ်အသက်40နှစ်အမျိုးသားလူနာနှစ်နှစ်အတွင်းမှာကက်ဆာပဲဖြစ်တာကျမစီရောက်လာတယ်ရောက်အောင်တော့လာတယ်ဒါပေမဲ့နောက်ကျသွားတယ်ကျမတို့ကလေကုသနိုင်နဲ့ပြည့်ပြည့်သားသားရှင်းရှင်းလင်းလင်းပြောတယ်ကျမတို့ကုသပေးနိုင်တာဒီလက်ကောင်းပြည်ကြီးနာဆိုဝင်းနာဆိုဆိုတာအစ်1နှစ်3လေးထဲမှာပဲရှိမပူနဲ့နော်ကျမတို့စီမှာရောက်လာရင်ကျမတို့စီရောက်လာရင်လူနာတွေကကန့်ကောင်းတယ်မခွဲမဖြတ်ပဲနဲ့90%လို့အရှင်းတက်တာက